အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ cherry ကတော့ဟိုဒီတရက်သီးလေးနဲ့ကရမ်းညုံလေးကိုချက်ပြမှာဖြစ်ပါတယ်ဒီကရမ်းညုံလေးကိုတချို့ကလည်းတီးကြတယ်ပေါ့နော်မသိရလူကလည်းများပါတယ် cherry bag cherry တို့ကတော့ရခိုင်ရိုးမဘက်ကဆိုတော့ဒီအညုံလေးအယိုးတွေကိုအကုန်သိရပေါ့နော်တချို့ရခိုင်မာလေးတွေလည်းတီးကြတယ်ပေါ့နော် cherry ကိုယ်တိုင်လည်းဒီဟာကိုရခိုင်မာလေးဆိုင်ရာဝယ်လာလို့ပါရှင်အညုံလေးတွေကတော့ဟိုအဝေးကတဲလာတော့အညုံလေးတွေကမဲသွားတယ်ပေါ့နော်က cherry ဒါလေးတွေကိုဘယ်လိုချက်လဲဆိုတာဗီဒီယိုလေးကိုကြည့်ပေးကြပါအောင်ရှင်သူ့ကိုကတော့ပဲတီးပိုင်းသလိုပဲအပိုင်းလေးတွေပိုင်းလိုက်ပါတယ်ပြီးရင်တော့သူကအစီးကြီးထွက်တယ်ပေါ့နော်အယိုးဝေးတွေမတန်တန်ကြီးတွေ့လားတခုမှဖယ်ပစ်စရာမလိုအကောင်လုံးသူထဲထဲကအစီးလေးတွေကအနီရောင်လေးတွေထွက်တယ်အဲ့တော့သူ့ကိုရေလေးစိမ်ပေးထားလိုက်ရင်အနီရောင်လေးတွေကထွက်သွားတယ်ပေါ့နော်ဒါဆိုရင်တော့စချက်လို့ရပါပြီအိုးရဲကိုစီထည့်ဆနွင်းထည့်ပြီးတော့မယုတ်သီးစက်တုံအဖြူအနီးထောင်းထားတာကိုထည့်လိုက်ပါတယ်မယုတ်သီးလေးတွေမွေးလာပြီဆိုရင်တော့စောနာချယ်ရီကကတဲ့ရိုးလေးကိုပေါ့နော်နဲနေရောပိန်နေသီးလေးကြံတာနဲ့ရောပြီးတော့ချက်လိုက်ပါတယ်အဲ့တော့ပိန်နေသီးလေးကအနှင်းငယ်လေးရောသွားတယ်ပေါ့နော်ကဲမှွေပြီးသမပြီးရင်တော့ချယ်ရီကဝတ်သားလေးထည့်ပါတယ်ဝက်အစီနဲ့ကြော်စားလို့ရှိရင်လည်းပိုကောင်းပါတယ်ဝတ်သားအစီနဲ့အော်ဒီဂရန်ညုံလေးနဲ့ကြော်စားလို့ရှိရင်စိမ့်စိမ့်လေးနဲ့ဘဲဟင်းမှမလိုပဲနဲ့အရန်ကိုစားလို့မိပါတယ်ဒါကတော့စားဖို့တဲ့သူတိုင်းအကုန်သိပါတယ်နော်ပြီးရင်တော့အရသာလေးစားအသားမုံထည့်လိုက်ပါတယ်ဂရန်ညုံလေးနုံသွားရအောင်လို့အဖုံးလေးပိတ်ထားလိုက်ပါမယ်ရှင်ညရကဲအခုလိုမျိုးလေးဖြစ်လာပြီဆိုရင်တော့တရက်သီးလေးတွေထည့်ပါတယ်ဒါကတော့ cherry တို့အဆက်ချင်းဆက်သဘောမလေးချက်စားတာပေါ့နော်တချို့ကတော့အချိုလေးနဲ့ချက်စားပါတယ်အမျိုးမျိုးချက်စားလို့ရတယ်ပေါ့နော်သူကကဲတရက်သီးလေးနဲ့ဆိုတော့အခုလိုရာသီဥတုနဲ့လည်းပို့ပြီးတော့လိုက်ဖက်ပါတယ်တရက်သီးလေးအနေငယ်နုံသွားရအောင်လို့အဖုံးလေးပိတ်ပေးထားလိုက်ပါမယ်ရှင်တရက်သီးလေးတွေလည်းနိုးဤသွားပြီဆိုရင်တော့ကဒန်ယုံလေးနိုးသွားရအောင်လို့ရင်နွေးလေးထည့်ပေးလိုက်ပါတယ်ပြီးရင်တော့အဖုံးလေးပိတ်ပြီးတော့တည်ထားပါတယ်ရေမထည့်ဘဲနဲ့စိတ်ရှည်လက်ရှည်လေးနူးနေအောင်ကြော်ရင်လည်းရပါတယ်ရှင်ကဲဒီနေ့လောက်ဆိုရင်တော့ရပါပြီစီပြန်ရေးချမ်းလေးဆိုရပါပြီရှင်ကရရိုးစားဖို့တဲ့လူတိုင်းအကုန်လုံးသိပါတယ်เนาะအရသာကတော့အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်တတ